တရုတ်တွေကဘူးသီးတွေကိုဘာလို့ပပလေးတွေလှီးပြီးအချောက်လန်းရလဲဆိုတာသင်သိပါသလားဘူးသီးတွေကိုခူးတဲ့အချိန်မှာဘူးသီးတွေကအရန်များလွန်းလို့ရောင်းလို့မကုန်သလိုတပြိုင်တည်းစားဖို့လည်းမဖြစ်နိုင်ပါဘူးဘူးသီးတွေပုတ်သွားမှာဆိုလို့ဒေသခံတွေကထူးခြားတဲ့နီလန်းတစ်ခုကိုရှာတွေ့ခဲ့ကြပါတယ်အဲ့ဒါကတော့ဘူးသီးကိုအရှည်လိုက်လှီးပြီးအချောက်ခံတာဖြစ်ပါတယ်အရင်ဆုံးဘူးသီးကိုအခွန်နှွာပြီးအထူးကရိယာတစ်ခုနဲ့ပပလေးတွေလှီးပါတယ်အဲ့ဒီနောက်ဒီလှီးထားတဲ့အချက်တွေကိုကျိုးတွေပေါ်မှာအဝတ်လှမ်းသလိုလှမ်းထားပါတယ်။ရက်အနှဲငယ်ကြတော့အဲ့ဓာတွေကခြောက်တွေ့ပြီးပေါ်ပါလာကအနှဲငယ်ဝါလို့ရတဲ့အနေအထားဖြစ်လာပါတယ်။ဒီလိုဆိုရင်ဘူးသီးကိုရေခဲတစ်တာမလို့ပဲလာပေါင်းများစွာသိမ်းဆည်းထားနိုင်ပါတယ်။ချက်ပြုတ်ဖို့အချိန်ကြရင်ရေစိမ်ဆေးကြောလိုက်တာနဲ့ပြန်ပြီးနူးညံ့လာပါတယ်။အဲ့ဒီနောက်အသားနဲ့အတူထည့်ပြီးဒဲအိုးထဲမှာကြော်လိုက်ရင်တော့အရသာကတမူထူးရှားပြီးပိုစားလို့ကောင်းပါတယ်တဲ့ရှင်ဒါဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတဲ့ယဉ်ကျေးမှုရဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်ဒါဟာဘာတစ်ခုမှမဖြုံးတီးပဲအရာအလုံးကိုပညာရှိရှိအသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ